Miss ရဲ့ Telegram ကအသုံးပြုတာကြာလာတဲ့မြလေးနေပြီလားအဲ့လိုလေးနေဆိုလို့ရှိရင် Telegram ကိုဘယ်လိုမျိုးတက် share လုပ်ကြမလဲ Hello everyone welcome back to my vlogs ကျွန်တော်ရဲ့ Telegram ကအသုံးပြုတာကြာလာတဲ့မြ group တွေအများကြီးလဲကျွန်တော် join ထားတာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ Telegram ကလေးနေတတ်ပါတယ်ဒါကြောင့်မလို့ဒီနေ့မှာတော့ Telegram ကိုဘယ်လိုမျိုးတက် share လုပ်ရမလဲဆိုတာကိုပြပြပေးမယ် Okay ဆိုတော့ကျွန်တော်တို့ Telegram ကိုတက် share လုပ်ဖို့အတွက်အရင်ဆုံး Telegram ထဲဝင်ပေးလိုက်ပါပြီးရင်ဒီအောက်မှာရှိတဲ့ profile ကိုနှိပ်ပေးလိုက်ပါပြီးတော့ရင်ဒီမှာရှိတဲ့ settings ကိုနှိပ်ပေးလိုက်ပါပြီးတော့ရင်ကျွန်တော်ဒီအောက်မှာရှိတဲ့ data and storage ကိုနှိပ်ပေးလိုက်ပါပြီးရင်ဒီမှာရှိတဲ့ storage usage ကိုနှိပ်ပေးလိုက်ပါ Okay ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ video တွေပုံတွေ document တွေအများကြီးကြည့်ထားဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့ clear cache file ကပြည့်ကန်ကြီးဖြစ်နေတာဖြစ်ပါတယ်ဆိုတော့အဲ့ဒါကိုကျွန်တော်ဒီမှာရှိတဲ့ clear cache ကိုနှိပ်ပေးလိုက်ပါပြီးရင် clear cache ကိုထပ်ပြီးနှိပ်ပေးလိုက်ပါ Okay ဒီလိုမျိုးအမှန်ကျပြပြီဆိုလို့ရှိရင်ကျွန်တော်ရဲ့ Telegram app ထဲကတန့်ရှင်းသွားပါပြီဆိုတော့ကျွန်တော်အပြင်ကိုတန့်ရှင်းဖို့အတွက် back နဲ့ထွက်လိုက်ပါပြီးတော့ရင် Telegram app ကိုနည်းနည်းကြာကြာလေးဖိပေးလိုက်ပါပြီးတော့ရင် iPhone ဇာတ်နဲ့ app info ဆိုတာလေးကိုနှိပ်ပေးလိုက်ပါပြီးရင်ကျွန်တော်ထုံးစံအတိုင်း storage ကိုနှိပ်ပေးလိုက်ပါပြီးရင်ဒီအောက်မှာရှိတဲ့ clear data ကိုနှိပ်ပေးလိုက်ပါပြီးရင်ဒီမှာရှိတဲ့ clear cache ကိုနှိပ်ပေးလိုက်ပါပြီးရင် okay ကိုထပ်ပြီးနှိပ်ပေးလိုက်ပါ Okay ဒါဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ Telegram app ကတန့်ရှင်းသွားပါပြီဒီလိုလုပ်ပေးလိုက်ရင်တော့ Miss ရဲ့ Telegram app ကအရင်ကလိုမလေးတော့ပဲပေါ်ပါသွားပါလိမ့်မယ်ဆိုတော့ Miss ရဲ့ကြိုးရှိမဲ့ video တွေပို့ဖြစ်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဆိုတော့ကျွန်တော်အခု page ကို follow လုပ်ခဲ့ပေးဖို့ကျွန်တော်တောင်းဆိုရင်းနဲ့ကျွန်တော်အခု video ကိုကျွန်တော်ဒီမှာပဲဆုံးသတ်လိုက်ပါရမယ်ဆိုတော့ thank you so much for watching my videos and see you next videos bye bye